ဟုတ်ကဲ့မင်္ဂလာပါ URLP YouTube channel ကနေကြိုဆိုပါတယ်ဒီခေါက်မျှဝေပေးချင်တာကတော့အိမ်မှာလွယ်တကူချက်စားလို့ရတဲ့ခေါက်ဆွဲကြော်နည်းဖြစ်ပါတယ်ရန်နေရတာရှိပါတယ်ဒီခေါက်ဆွဲလေးကြော်ဖို့အတွက်အရင်ငွေပေးထားပါတယ်ပဲငံပြရည်အကြီးကြက်သားမုံပြီးရင်စားလေးထည့်ပေးရပါတယ်ပြီးရင်တော့ဟင်းညုံမုံလေးကိုလိုရင်လိုသလိုထည့်ပေးရပါတယ်ပြီးရင်ငွေကောင်းမုံလေးလည်းထည့်ပေးရပါတယ်ပါဝင်ပစ္စည်းလေးကိုကျွန်တော်တစ်ချက်လောက်ရိုက်ပြမယ်နော်ကျဲဥစားကြော်ပါတော့မယ်ကျဲဥလေးကြော်ဖို့အတွက်စီလေးနဲ့ထည့်ပြီးတော့ကျဲဥလေးထည့်ပြီးတော့ကြော်ပါမယ်နော်လေးနဲ့ရောင်ပြောင်းတာနဲ့ကျင်းချက်တော်ဖြူဒီဟင်းရွက်တွေထည့်ပါမယ်ဒီနောက်ခုနဟင်းခန့်မွေးကြံလေးတွေကိုစွိုင်းစော်ရဲထည့်ပြီးတော့အနေငယ်လေးစမ်းပြပါမယ်နန်းနန်းကြိုက်တဲ့သူဆိုတော့တရုတ်နန်းနန်းလေးနဲ့ကြိုက်ထည့်ပေးပါမယ်။ညံ့ရလည်းတော်တော်မွေးသွားပါတယ်။အိုင်းအီမှာဆိုတဲ့အတွက်လက်ဟင်းလိုလေးပါတစ်ခါလေးလုပ်လိုက်တော့မယ်။သူ့ကိုရင်နွေးလေးနဲ့တည်ရေးဆေးပေးလိုက်ပါတယ်။မင်းဆူဆူလေးတွေမှာသူ့ကိုခက်ကြကြလေးပြုတ်ထားလိုက်ပါတယ်။ပြုတ်ထားတဲ့တော့အတွင်းမှာကျွန်တော်တို့သူ့မှာပါဝင်တာလေးတွေကိုပြင်ဆင်လိုက်ကြအောင်ကြက်သွန်ဖြူချင်းရုပ်နံနံရုပ်သီးတို့ပဲဖြစ်ပါတယ်။ဘာလို့ဟင်းကြီးကိုကြာပြောရလဲဆိုသူ့ထဲအချင်းတက်ထွက်လာအောင်လို့ပါအဝင်ပစ္စည်းတွေကိုအရင်ထည့်ထားတဲ့ဟင်းကြီးအသင်းဖြစ်မှာဟိုကလောင်းလိုက်ချင်းကနံရောရတာကိုမွေးပြစေပါတယ်ဒါဆိုရင်တော့ခောက်ဆွဲကြော်လေးရောအေးအေးဟင်းရင်လေးရောအသင်းသုံးဆောင်လို့ရပါပြီကြည့်ရှုပြီးလို့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျ